ပဲဖြူလေးနဲ့တွေ့ရနောက်ချစ်ချင်းမြတ်တာနဲ့ပတ်သက်ဘေကောင်နဲ့မစစ်မဖြစ်လို့ရချက်တရမိပေါ်မှာကြာတော့တင်းမြစ်လို့တွေ့ငါကျူးဆိုင်တဲ့ဆက်ဆံရေးတီတချစ်လေးပို့ပဲဆိုတော့နှက်ခမ်းလေးကိုလက်ဝါးနဲ့အုပ်ခိခိကိုရေပင်လေကြီးရဲ့နှက်လေးချင်းနဲ့တူတွားဝိုင်ပလင်းကိုချကိုပြရတဲ့ညစစ်ကြရာကြီးကိုပန်းချလို့ပါပြောပြီးရေးရနာအလုပ်တွေပန်းရောက်တူဆိုင်ကုန်းဆိုလာကိုရှင်းတန်နေတူဒီပါမသူမမင်းကိုနိုင်ချင်းလို့များကလောလက်သွားခြင်းတည်းဒီမျိုးကဝိုင်းမလီတွေဒီလိုလေးမိစေကူနေပန်းစင်လို့နားစပေးပဲဆိုင်ကန်ကလာစင်ကြီးတွေအကြောင်းမတောင်းမလေးနေတယောက်တည်းတွေ့မကြောက်နေကိုရှိလို့အားရင်ပြေးစေတနေ့မမေးရကားဝင်သူလေးဝလို့တိတ်လက်ပါနေမယ်ချစ်တဲ့ကိုရဲ့လက်မှာမိဘရဲ့စိတ်ချရခြင်းမယ်ကိုဖန်ဒီပေးမှာပေါ့မင်းမရှိရင်မေးတက်ပလိုက်လေဟိုဒီကောင်ကမေးချင်တဲ့တူတူလေးတွေနေလေးကစားကြည့်တယ်မင်းကမသိမြင်ငါကတော့ပြီပေါ့မိုင်းနစ်ကပိုက်ကလေးပဲဖြစ်မှာဆိုလို့သူဆွေးကြီးရောကိုရကစိတ်လို့ကြုံရတဲ့နေချာကလွတ်ပြီနော်ဟုတ်တယ်မလားဒီကျန်တဲ့ကြပြလေးကိုစတဲ့ငါမှယူ